နေ့မှာတော့အတီးဖောက်တဲ့ပါတရီလေးပဲဖြစ်ပါပါတရီမှာတော့လိုင်းကောင်းပါလေနော်ဒီခေါ်ရမှာတကယ်တော့ပေါက်ပြီးပါလေလို့နားလေးပဲဒီတော့ကောင်းလာလေးပေါ့မကမရှိသားရပါမကစကေးတွေပြဖို့မစကေးတွေပြဖို့တော့ဒီကမှပြောင်းပါပါဟိုင်း